ပြောညံ့တယ်လို့မထင်လိုက်ပါနဲ့မိန်းကလေးတယောက်ကြောက်တတ်တာမွေးရပါဆိုပေမဲ့လေသူတို့တတိရှိလာပြီဆိုရင်ညအမောင်တော်မှမဟုတ်ဘူးမိန်းကလေးတယောက်အားကိုးရှာတာတဘာဝဆိုပေမဲ့သူတို့နေတတ်သွားပြီဆိုရင်ဒီပြိုကြီးဥယျာဉ်ထက်အပြိုကြီးအည်တက်ကပိုများမယ်လို့ထင်ပါတယ်မိန်းကလေးတယောက်ဆွဲလန်းကြီးတဲ့တာတဘာဝဆိုရင်လည်းသူတို့ပြတ်သားပြီဆိုရင်လည်းဒုံတိပြတ်သားနိုင်ကြတယ်မိန်းကလေးတယောက်အငုံတွေတာတဘာဝဆိုပေမဲ့သူတို့စိတ်နာသွားပြီဆိုရင်မျက်ရည်မကျအောင်နေတတ်လားမိန်းကလေးတဘာဝကလည်းအသားနာမှာကြောက်တတ်တယ်ဆိုပေမဲ့သားသမီးအတွက်ဆိုရင်အသားပါမကအသွေးကိုပါစွန့်လို့ကိုဝင်မလီတတ်ကြမိန်းကလေးတဘာဝကလည်းယောက်ျားသားလေးလောက်ခွန်အားမကြည့်ဘူးဆိုပေမဲ့အခက်လွဲတဲ့လက်ကလည်းကဘာယူကိုဆွဲခံတယ်မိန်းကလေးတဘာဝအားနေတဲ့ထင်ရမိမယ်ဒီခံမှုနဲ့ပတ်သက်လာရင်ယောက်ျားတွေထပ်ပို့ပြီးတော့စိတ်ရှိကြကြမိန်းကလေးများစုကကလေးဆန်တယ်ဆိုပေမဲ့ဘဝအတွက်အလွန်ရေးကြီးတဲ့ဆုံးဖြတ်ချက်တချို့လည်းရင့်ကျက်တည်ငြိမ်စွာလူကြီးဆန်ဆန်နဲ့တွေးတောဆုံးဖြတ်နေကြတကယ်တော့အားနွဲ့တဲ့မိန်းကလေးတွေကပဲခွန်အားကြီးပြီးတော့ထက်မြက်တဲ့ယောက်ျားကောင်းတွေကိုမွေးထုတ်ပေးခဲ့တယ်ဆိုတာဘာဥစ္စာကလေးကမငင်းဆန်နိုင်တဲ့အမှန်တရားတစ်ခုပါအမျိုးသမီးတွေကိုတန်ဖိုးထားရကြပါစေ